hello တကယ် true story လေးပေါ့နော် true story လေးပြောပြ story ပဲမဲ့တကယ်အဖြစ်ပြပေါ့ဗျာတကယ်အဖြစ်ပြောပါတယ်ဆိုတော့လွန်ခဲ့တဲ့နှစ်900တဲ့ကျွန်တော်တို့ဒီအခု Brazil နိုင်ငံတည်ရှိတာမြေပေါ့နော်အဲဒီတော့ Brazil နိုင်ငံရှိမရှိတော့မသိဘူးပေါ့နော်ကျွန်တော်အနေနဲ့မသိဘူးပေါ့အဲ့တော့အဲဒီမြေကိုကျွန်တော်တို့စပိန်နေနဲ့ပေါ်တူဂီဝင်ပြီးတော့မြေနေရာလူကြတာပေါ့ဗျာကိုလိုနီလုပ်ကြတာပေါ့အဲဒီလိုနေထားမှာပထမဆုံးဝင်လာတာစပိန်လူမျိုးတွေဝင်လာတာပေါ့နော်စပိန်တွေကစလာခဲ့ရသူကအကြမ်းပတမ်းနည်းနဲ့ဝင်လာကြတယ်ပေါ့နော်တနက်တွေပြစ်ဖောက်တယ်ဝူရှူဝါရာတွေလုပ်တယ်ပေါ့နော်ဆိုတော့အဲ့တော့ဘာဖြစ်လဲဆိုတော့ဒီအခုအဲ့မြေမှာရှိတဲ့ပြောမှဆို Brazil လူမျိုးပေါ့နော်ဒီ Brazil လူမျိုးဒီမြေမှာရှိတဲ့လူတွေကနေကန်ပေါ့ဗျာနေကန်လို့ပြောရင်ပုံမှန်ပါနေကန်တွေကသူတို့ပြန်ပြီးတော့တိုက်ထုတ်ကြတယ်ပေါ့နော်အမေကတိုက်ထုတ်ကြတဲ့အချိန်မှာစပိန်တွေကနယ်မြေသိမ်းဖို့ချဲ့ဖို့အရေးမတာခဲ့ဘူးပေါ့နော်ဆိုတော့အဲ့ဒီအချိန်မှာပေါ်တူဂီ sorry အဲ့ဒီအချိန်မှာကျွန်တော်တို့ဒီပေါ်တူဂီကဝင်လာတယ်ပေါ့နော်ပေါ်တူဂီကကျတော့သူကစပိန်နဲ့မတူတဲ့နီလန်နဲ့ဝင်လာတယ်ပေါ့နော်စပိန်ကအချမ်းနီးနဲ့ဝင်တော်ညာလည်းပဲပေါ်တူဂီတွေဒီနူးညံ့သိမ်မွေးတဲ့နီးပေါ့နော်ဆိုတော့ဒီနေကန်နေသူတို့မလုံနိုင်နဲ့မတီထွင်နိုင်တဲ့ဥပမာမှန်နေကကြီးတွေပေါ့နော်ရှေ့ခေတ်ကအဲ့ဒီအရာတွေကိုသူတို့ကတခါတည်းယူလာတယ်ပြီးတော့လက်ဆောင်ပနာတွေအနေနဲ့ပေးရပေါ့နော်ဆိုတော့နူးညံ့သိမ်မွေးတဲ့နီလန်နဲ့ဝင်လာတယ်ပေါ့ဗျာနော်ဆိုတော့ပြောမယ်ဆိုလို့ရှိရင်ပေးခြင်းဖြင့်ပေါ့နော်ဆိုတော့ပေးခြင်းဖြင့်ဝင်လာတယ်အဲ့တော့တဖြည်းဖြည်းနဲ့သူတို့ကဒီဟာကိုပေးရင်နဲ့ဘာဖြစ်လာလဲဆိုတော့ဒီနေကန်တွေကပေါ်တူဂီတွေပေါ်မှာမိခိုလာရတယ်ဗျာသိလားเนาะဆိုတော့မိခိုလာရတယ်ပေါ့နော်ဆိုတော့အဲ့တော့တဖြည်းဖြည်းနဲ့ဒီနေကန်နေဒီပေါ်တူဂီလူမျိုးတွေရဲ့စီအခိုင်နဲ့အနေထားဖြစ်ရောက်လာကြတယ်ပေါ့နော်ဆိုတော့အဲ့လိုအခြေအနေမျိုးဒီအရင်ကတည်းကနေပြီးတော့တောက်လျှောက်ဖြစ်လာတဲ့အတွက်ကြောင့်မို့လို့ယနေ့တိုင်ထိ Brazil နိုင်ငံမှာစပိန်စကားထက်စပိန်နေသည်စောဝင်တော်ညာလည်းပဲစပိန်နေထက်ပေါ်တူဂီလူမျိုးတွေရဲ့ဘာသာစကားပေါ်တူဂီဘာသာစကားကိုယနေ့တည်းထိ Brazil မှာပြောနေရတဲ့အကြောင်းရင်းသည်ဒါကြောင့်ပါတဲ့အဲ့တော့အခုလေဒါတူကြီးတို့တဖြည်းဖြည်းဝါးမြူနေတာပေါ့နော်ဆိုတော့ဒါအကုန်လုံးအသိပါအဲ့တော့အခုလည်းစလာတော့မယ်ဗျာနော်ဆိုတော့စနေပါပြီဆိုတော့အများကြီးလည်းမပြောချင်ပါဘူးကျွန်တော်လည်းပြောနေရတာဘာဖြစ်လဲဆိုတော့ကျွန်တော်လည်းကိုယ်ရည်ချင်းနဲ့ကိုနေတိုင်းစားတော့လို့ရပါတယ်ဆိုတော့ဒါမှမဟုတ်ဖြစ်လဲဆိုတော့ကိုယ်နိုင်ငံနဲ့လူမျိုးနဲ့ပတ်သက်ပြီးတော့မပြောရရင်မနေနိုင်ဘူးဗျာဒီလားဆိုတော့ရင်မထဲမှာတကူကစိုးနေအဲ့တော့ပြောချင်တာပေါ့နော်ကျွန်တော်တို့ရှိကလူကြီးသူမတွေလည်းဒီလိုပဲဖြစ်ခဲ့ကြမှာပဲဗျာနော်ဆိုတော့အခုတည်းလည်းသူတို့အဆိုင်အခဲကြီးဗျာနော်ရင်မထဲမှာဒါကြီးကိုစင်မပြေဘူးလေဗျာနော်ဆိုတော့ဒါကြီးကိုလှုပ်ပါမလုံးနဲ့မပြောလှုပ်ပါကျွန်တော်တို့ဆယ်မြောင်းတတမန်နေဆိုတာကျွန်တော်တို့ဟိုးဘိုးဘွားပြည်ပင်လက်ထက်ကလေးဟိုးကျွန်တော်တို့ဒီတို့ပါလေနော်ရထားတို့ဘင်းအောင်ပါညာတရကာဒီလက်ထက်ကလေးကနေပြီးတော့ကျွန်တော်နိုင်ငံမှာမဟုတ်ပါဘူးကမ္ဘာနိုင်ငံတွေလည်းကျွန်တော်လိုက်ကြည့်လေ့လာမယ်ဆိုလို့ရှိရင်လိုအပ်တယ်လို့ဆယ်မြောင်းတတမန်တွေကလိုရတာပဲเนาะဆိုတော့ဒါပေမဲ့အခုအနေထားဒီကျွန်တော်တို့ဘယ်သူအားကိုးနဲ့လုံမှာလဲเนาะဆိုတော့အကူညီပေးမဲ့လူရဲ့နောက်ခံသမိုင်းကြောင်းသူ့ရဲ့ character သူ့ရဲ့စိတ်နေစိတ်ထားเนาะဆိုတော့ဒါတွေကောင်းခဲ့လားပေါ့เนาะ
ဒီဟာလေးကိုတော့ပြန်ကြည့်စီခြင်းနဲ့ပေါ့ဗျာနော်ဒီဆယ်ကြီးမှာခလုတ်ကလေးဖွင့်လိုက်ပိတ်လိုက်လှုပ်လိုက်တာ ਨੇ ကျွန်တော်တို့တစ်ခုလုံးဟိုလုံးဝကြပြောင်းကြပြန်ဖြစ်သွားနိုင်တယ်ဆိုတော့လွှမ်းမိုးချုပ်ခိုင်နိုင်မှုပေါ့နော်ဆိုတော့အခုကျွန်တော်တို့တကဘာလုံးရဲ့20%ရေနံနေဟော်မိုစီလက်ကြားကနေဖြတ်တယ်လို့သိရတယ်ပေါ့နော်အခုအီရန်ကပိတ်လိုက်တယ်အဲ့တော့ဘာဖြစ်သွားလဲနော်ဆိုတော့2022ကကျွန်တော်တို့ရုရှားယူကရိန်းကိုဝင်တိုက်တယ်အဲ့တော့ရုရှားဒီ sanction ထိပြီးတော့ကျွန်တော်တို့ဒီ EU ကိုသူ့စီကနေသွားတဲ့energy တွေနော်စွမ်းအင်ရင်းမြစ်တွေကိုအကုန်ဖြတ်တောက်လိုက်တယ်အဲ့တော့ EU နိုင်ငံတွေအနေနဲ့ EU နိုင်ငံတွေနဲ့ဘာဖြစ်လဲနော်ဆိုတော့ဒီကအသက်ရှူလမ်းကြောင်းလာပြီးတော့အသက်ရှူနေပါလေဆိုမှတစ်ခေါက်တာယူလာပိတ်လိုက်လို့ရှင်တီဝါမှာလေနော်တီဝါမှာလေနော်ဆိုတော့ဒီနှာခေါင်းနဲ့အသက်ရှူနေရတာလေနော်ဆိုတော့ပြောမှဆိုလို့ရှင်အရှိုက်ဆိုတဲ့အရာကိုလူတိုင်းကထိပြီးဆိုတာနဲ့တွားပြီးတောင်းမိပဲအဲ့တော့ကျွန်တော်တို့ရဲ့အရှိုက်နေရာကိုလာပြီးတော့ထိသမျှခိုင်သမျှလူမှန်သမျှပေါ့နော်ဆိုတော့တရုတ်မှာမဟုတ်ပါဘူးကျွန်တော်အနေနဲ့ကတော့ပုံကွေရမကြိုက်ပါဘူးလို့ပဲပြောပြစီအဓိကထားပါပဲ